နေပါလေ အခုအကောင်ချရတယ်လေဒီလို ကဲ brother တို့တော့ဆောရတဲ့ mood တွေကျွန်တော်တို့ standard mood ကတော့ဆောလို့ရပြီ။ endless mood ကတော့ကျွန်တော်တို့9လပိုင်း8ရက်နေမှာဆောလို့ရမှာဖြစ်တယ်။ let's go ဘာဟီရိုကန်ကျန်းတယ် ဒီ mood မှာမင်း hero ကနည်းနည်းလေးငါကတော့ designer ကြိုက်တယ်ဒီ hero နဲ့ mic တာ designer mic တယ် ဟိုတစ်ချက်ထောက်အဲ့တော့ကန်နိုင်ပြီအဲ့တော့ကပိုပြီး damage ကျန်းနိုင်တယ်ဒီဘက်မှာ မင်းမကြိုက်တယ်ကဲ သွား ရောက်ရင်ဟိုဘက်ကရောက်ရင်လှလိုက်တာဟိုဘက်ကရေးငါးလေးသွားနေအေးဟုတ်တယ်ပဲရောက်ရင် round 3 late တွေလာပြီမင်း round 3တို့ round 6တို့မှမင်းသူ့နဲ့သူလာတာ တောင်းကျမ်းမှာကိုတို့မလို့ မဟုတ်ပြီဗျာမလို့ကြိုက်ပြီကြိုက်ပြီ သူရရော့လည်းမရောဘူး ဟဲ့ရောလည်းမရောဆိုတော့ရောက်ဖေးကပ်ပဲကျန်တော့အကောင်ပြေးပြီတေတော့မှ ကျွန်တော်မှသိရတော့ မဟုတ်ပါပြီငါတေသွားတာ ကဲပါ ဘာစကယူ round 9 လက်ခုတ်တာမြေကြီးပါတုံတယ်ဗျာသူပဲကာရာလည်းပြောတယ်ဘာမှ ဒါမိကသွားသူ့နဲ့သူထိတယ်ဒါပြီး powerful enemy စာ approach မင်းစနစ်ကဘာကောင်းဟဲ့ရောက်လဲလာတာဘိန်အဲ့ရောက် ဘာလို့ What? ငါမန်းနေ တစ်ချက်စာပဲရှိတဲ့ကောင်ကတေသွားတာဟာရောက်ရင် ဟာနာပြီးတော့ ရောက်ရင်ငါပါတေးတယ်ရောက်ရင်ရောင်းဆက်ချစ်ကြီးကပိုးတော်ဆိုးမှလားမသိဘူး ကျွန်တော်တယောက်လွတ်ထားလိုက် အမတယောက်တည်းလွတ်ထားလိုက်တယ်အေးဟုတ်ပြီ ကျွန်တော်တယောက်လွတ်ထားလိုက်အေးသေးပဲချိုးမဟောဘာလို့ ဖာစာပါတယ်လေအလဲက အခုဘာလဲတော့အခုအဲ့ဒါဘာလဲတော့သူလုံနေတာ ဖာစာပါတယ် ဟာအော်ပါတာပါလားဝတ်တော့မင်းအခုအကောင်ချရတယ်လေဒီလို မေကြောင်ကရောက်ရင်လက်အဆူတော့ရှိတယ်တေသွားတာ ထောင်းမလို့အနားကက်သွားတော့မှရှိတယ်ဒီနိုင်သွားပြီ အမေရောက်ရင်ဗဇာနာကင်ပြီးငါဂျုံးလိုက်ရတော့ကွာ မရတာလို့ဗဇာနာကန်ဖီးတဲ့နဲ့ ဟာရောက်ရင်တော်တော်ကျန်းတဲ့ဗဇာနာပဲကွာ MVP သူရတယ်ပြော ရောက်ရင် MVP နဲ့မဆိုင်ဘူးဒီပွဲက carry ပေးဖို့ပဲဆိုင်တာနော် ကြေးကြိုက်တယ်လူက ရော့လေ နောက်တစ်ခါ အေးနောက်တစ်ပွဲဆုံး